မင်္ဂလာပါစနေစာမှာကြိုးဆိုပါရရှင်အခုပြပေးမှလေးကတော့လိပ်ပြအပြည့်လေးတွေကိုပြပေးပါမယ်ရှင်လိပ်ပြပြည့်အစဉ်လေးပါရှင်အခုဒီလိပ်ပြပြည့်ရောင်လေးက3ရောင်ရပါမယ်ရှင်အဖြူလေးရဲ့နှုတ်သိန်းလေးရဲ့အနက်လေးရဲ့3ရောင်ရပါမယ်one set ပါရှင်one set ကိုသူကဒီလိုပေါ်ဝါလေးနဲ့ပါပါမယ်ရှင်ဒီလိုပေါ်ဝါလေးပါပါမယ်ဒါလေးတွေကလက်ရက်ထက်လေးတွေဖြစ်တဲ့အတွက်ကိုဈေးနှုန်းလေးတွေကတော့မြင်ပါပါတယ်ရှင်ဒီဈေးနှုန်းမြင်မှအကြောင်းရင်းကိုဒီလက်ပြလေးတွေကိုတစ်ချက်ကြည့်ပါရှင်ဒီဟာလေးတွေကအယောင်လေးတွေကလည်းတကောင်ကိုအယောင်ကာလာလေးတွေကတစ်ခုစီပါရှင်ဒီလိုလေးတွေကောက်ပေးထားပါတယ်ရှင်အနုစိတ်လေးပေါ့နော်အနုစိတ်လေးကောက်ပေးထားရတယ်ဒီလက်ပြစင်လေးဆိုလို့ရှိရင်တစ်ထည်ရဖို့အချိန်အများကြီးပေးရပါတယ်ရှင်အခု3ရောင်ရပါမယ်ရှင်ဒါလေးကတော့အဖြူလေးပါရှင်ဖြူလေးအင်းကြီးမှာတော့ဖြောင်းတတ်ပါရှင်အင်းကြီးမှာဖြောင်းတတ်မှာလက်ပြတန်းလေး2တန်းပါပါမယ်ရှင်ဒီလိုလေးပါရှင်ဒါလေးကတော့အင်းကြီးအတွက်ပါပါရှင်ဒါလေးအတန်းလေး2တန်းပါပါရှင်ဒါလေး2ခုပါပါမယ်သူကခရီးအပြင်3ကိုင်းနဲ့တစ်ထွားပါရှင်ဒါလေးဆိုလို့ရှိရင်1ဆန်2သိန်း1000ပါရှင်ဒါလေးဆိုလို့ရှိရင်3ရောင်ရပါမယ်ဖြူလေးရယ်နှုတ်သိန်းလေးရယ်ဒါတော့နှုတ်သိန်းလေးပါရှင်ဒါလေးကတော့နှုတ်သိန်းလေးပါသူနှုတ်သိန်းလေးမှလည်းအင်ကြီးကပြောင်းမှာခုနလိုပဲအပွင့်လေးဟွာလေးလက်ပြလေး2တန်းပါပါမယ်ရှင်ဒီလိုလေး2တန်းပါပါမယ်ရှင်ဒါလေးကနှုတ်သိန်းလေးပြီးတော့အနက်ခံလေးနက်ခံလေးရလေအယောင်လေးတွေကတော့ထင်းနေတာအဲ့တော့အခုဒါလေး3ရောင်ရပါမယ်ရှင်အနက်လေးရဲ့အဖြူလေးရဲ့နှုတ်သိန်းလေးရဲ့ရပါမယ်ရှင်ဒီအထည်လေးတွေကိုမှာယူလိုပါကဗိုက်ဘာနံပါတ်3992668899မှာဆက်သွဲမှာယူရရှိနိုင်ပါတယ်ရှင်အိမ်ရောက်ငွေချစ်စနစ်နဲ့ပို့ပေးပါတယ်ရှင်တကယ်လို့ဆိုင်မလာဝယ်မယ်ဆိုလို့ရှိရင်လည်းစနေစာရိုးလုံးကြီးအယောင်ဆိုင်အမှတ်144စိတ်ကန်းတန်လဲကြောက်တန်းမြို့နယ်ရန်ကုန်မြို့ပါရှင်မဟာဗန္ဓုလက်လမ်းမကြီးနဲ့ပုံနီးပါတယ်ရှင်ပန်ဆူလန်လမ်းမကြီးကနေလာလို့ရှိရင်30ခွန်38နှစ်လမ်းကျော်လို့ရှိရင်လမ်းကျော်ပြီးလို့ရှိရင်စိတ်ကန်းတန်လမ်းကိုရောက်ရှိပါမယ်ရှင်အတွင်းဘက်ကောနည်းနည်းပဲဝင်ရပါမယ်ရှင်ဘယ်ဘက်ချမ်းလေးပါ